皆さんこんにちは。ဒီနေ့ကဒိုကိုင်းဖတ်ပြတဲ့နေ့၄မြောက်နေ့ဖြစ်ပါတယ်။အရှိမမွန်နိုင်ဆန်တီဖတ်ပြီးသွားပြီဆိုတော့ဒီနေ့ကရှင်ခန်းဆန်းမာစတာတွေကမွန်နိုင်ယွန်းကိုဖတ်ပြမှာဖြစ်ပါတယ်။ထမ်းပုံအပိုင်းရဲ့၄ရက်မြောက်နေ့မွန်နိုင်ယွန်းကိုဖတ်ပြမှာဖြစ်ပါတယ်။အဲ့တော့ ribbon ဖတ်မယ်ဆိုလို့ရှိရင်ထုံးစံအတိုင်းပဲလုပ်နေကြအတိုင်းပဲပေါ့နော်ဒီရဲ့တိုးကြီးကိုအရင်ဖတ်ကြည့်မယ်ဒီရဲ့တိုးကြီးရဲ့မိကွန်းလေးကိုဖတ်ကြည့်အဲ့တော့ဆွန်ဝစတာယောနာဆိုတာကြတော့ရှုံးသွားသလိုခံစားရတယ်ပေါ့နာစေးခါဘာကြောင့်ပါလဲတဲ့အဲ့တော့မိကွန်းကိုဖတ်ပြီးပြီဆိုလို့ရှိရင်အချင်းနီဆန်ယွန်လေးကိုဖတ်ကြည့်ကြမယ်一番目မှာဆိုရင်イゾイがなくてもいいのにイゾイでいろいろ心配してしまったからအဲ့တော့イゾイဆိုတဲ့အဓိပ္ပာယ်ကအလင်းစလိုလုပ်သည်イゾイがなくてもいいのにအလင်းစလိုမလုပ်လဲပဲရပြီမဲ့イゾイでအလင်းစလိုလုပ်ပြီးတော့မှအလင်းစလိုနဲ့いろいろ心配してしまったからですလောလောနဲ့ပေါ့နော်မျိုးတော့စိတ်ပူစရာတွေကိုလှုပ်လိုက်မိရကြောင်းမို့လို့တဲ့။နိဗ္ဗာန်မဲ့လေးကိုဆက်ပြီးဖတ်ကြည့်မယ်။ဟဲဂျစနာနိုနီနီချီယောဘီဒါတိုမိုတေနေဘိုစတေရှိမတာခါရာအဲ့တော့ဟဲဂျစစ်ဆိုတာဂျာရဲ့နော်တနင်္လာကနေပြီးတော့မှတောက်ကြနေထီကိုပြောတာအဲ့တော့ဂျာရဲ့လို့ထင်ရပေမဲ့လေနီချီယောဘီဒါတိုမိုတေအင်္ဂနွေလို့ထင်ပြီးတော့မှနေဘိုစတေရှိမတာခါရာဆိုအဲ့လွန်သွားမိတာနေဘိုဆိုတာကကြတော့အိတ်လွန်တာပေါ့နော်အဲ့တော့အိတ်ရနောက်ကျသွားတာပေါ့အဲ့အိတ်လွန်သွားမိတယ်တဲ့စမ်းမန်းကကြတော့余裕を持って会社に着けなくて上司から怒られてしまったから余裕を持ってဆိုတာအချိန်ပိုယူပြီးတော့会社に着けなくてကုမ္ပဏီကိုမရောက်ဖဲနေပေါ့နော်အဲ့တော့ဂျောရှိကာလာ怒られてしまったからဆိုတာကကြတော့အထက်လူကြီးကိုယ့်ရဲ့ဂျောရှိစီကနေပြီးတော့မှဒေါ်လာထွက်ခြင်းခံလိုက်ရတယ်ပေါ့နော်စိတ်ဆိုးခံရတယ်အော်ခံရပေါ့အခုရာလေးတို့ဆိုတာကြောဒေါ်လာထွက်တာအဲ့တော့ဒီမှာရာလေးတို့ဆိုတဲ့ပတန်ကကြောကိုကတခြားသူစီကနေပြီးတော့မှလှုပ်ခြင်းခံလိုက်ရတာမျိုးကိုသူရဲ့သုံးတာပေါ့နော်အဲ့တော့ရှိတဲ့ရှိမတာဆိုတဲ့အဓိပ္ပာယ်ကသူကကြောရှိမိုင်းမစတာကြောလှုပ်လိုက်မိတာအမှတ်မတင်ပေါ့နော်ကိုကသတိထားရဲနဲ့အမှတ်မတင်လှုပ်လိုက်မိတာမျိုးမရည်ရွယ်ပဲလှုပ်လိုက်မိတာမျိုးတွေကိုအဲ့လိုမျိုးသုံးတယ်ပေါ့နော်အဲ့တော့ရော်ရိုးမတဲ့ဆိုတာကြောင့်အချိန်နည်းနည်းစောပြီးတော့လို့လည်းဘာသာပြန်လို့ရတယ်ပေါ့နော်ကုမ္ပဏီကိုမရောက်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒါပါတော့၈နာရီခွဲရုံစတက်တယ်ဆိုရင်သူ့ထက်နည်းနည်းစောမရောက်တာမျိုးပြောတာပေါ့နော်အဲ့တော့ဒီမှာဆိုရင်အချိန်စောပြီးတော့လို့လည်းဘာသာပြန်လို့ရတယ်အချိန်နည်းနည်းပိုယူပြီးတော့ပေါ့နော်အဲ့တော့ကုမ္ပဏီကိုစကန်နာကုတဲ့မရောက်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့ဂျော်ရှိအထက်လူကြီးစီကနေပြီးတော့စိတ်ဆိုးခြင်းခံခဲ့ရတယ်တဲ့ခံခဲ့ရတာကြောင့်မို့လို့ယွန်းမန်မဲကကြတော့ဣဒနိုနီဘာစုမိုတန်ရှာမိုခိုနာကုတဲ့ခိုင်ရှာနီ遅れてしまったからအဲ့တော့ကိုကမြန်လောက်ခဲ့ပြီမယ်လေပေါ့နော်ဒီမှာဆိုရင်အီဇိုအီဒါနိုနီအလင်းစလိုလောက်ခဲ့ပြီမယ်လေဘာစုမိုဆိုဘတ်စကာယောဒန်ရှာယထာယောခုနကုတဲ့မလာပဲနဲ့ခိုင်ရှာနေအိုကူရာတဲ့တိတ်ရှိမှတခါတာအဲ့တော့ကုမ္ပဏီကိုနောက်ကျသွားခဲ့တယ်ပေါ့နော်အလုပ်ရောက်တာနောက်ကျခဲ့တယ်ပေါ့အဲ့ဒါမွဲဖြစ်နေတဲ့အချိန်မှာဆိုလို့ရှိရင်ဒီလိုမျိုးမြန်မာလိုဘာသာအရှိပြန်နေဖို့အတွက်အချိန်မရဘူးပေါ့နော်အဲ့တော့ကိုကနေပြီးတော့မှဒီစာကြောင်းကိုဖတ်လိုက်တာနဲ့အုံနောက်ထဲမှာတောက်လျှောက်အဓိပ္ပာယ်ကို translate ပြီးသားဖြစ်နေရမယ်ပေါ့နော်ဥပမာイゾイダノにバスモダンシャモコナクテ会社に送られてしまったからဆိုရှင်ဒါဒီယာရဲ့အဓိပ္ပာယ်ကမြန်သွားပြီမယ်လေဘတ်စကာကိုယထာကိုမလာတဲ့အတွက်ကြောင့်ကိုနောက်ကျသွားတယ်ဆိုဖတ်လိုက်တာနဲ့သူ့ရဲ့အဓိပ္ပာယ်အီမီကိုနားလဲရမယ်ပေါ့အဲ့ဒါမှပဲအချိန်မီဖြည့်နိုင်မှာပေါ့နော်အဲ့တော့အဲ့လောက်ထိမလေးကျင့်ထားဘူးဆိုလို့ရှိရင်မြန်မာလိုတခွန်းချင်းစီတစ်လုံးချင်းစီဘာသာပြန်နေရမယ်ဆိုလို့ရှိရင်သူကအချိန်လုံးမမီပါဘူးအဲ့တော့စာကြောင်းကိုဖတ်လိုက်တာနဲ့အဓိပ္ပာယ်ကိုတောက်လျှောက်ဓာတ်ရိုက်ပေါ့နော်တခါတည်းနားလဲသဘောပေါက်ရမယ်ဒါကတော့ဖတ်ပြတဲ့အတွက်စာလုံးတစ်လုံးချင်းစီရဲ့အဓိပ္ပာယ်ကိုနားလဲလွယ်အောင်အသေးစိတ်ဖတ်ပြထားတာဖြစ်ပါတယ်ဒါအဲ့တော့ဒီရဲ့တိုးအချင်းနီဆိုင်ရွန်လေးကိုနားလဲဖတ်ပြီးသွားပြီဆိုရင်စာပိုင်းလေးကိုစပြီးတော့ဖတ်ကြည့်မယ်ခေဆာဝါစိုက်အခုဒတာအဲ့တော့
ဒီနေ့မနက်ကတော့ခက်စာပေါ့နော်ဒီနေ့မနက်ကတော့ဆက်ရခုဒတာဆိုတာဟာအဆိုးဆုံးဆက်ရခုဆိုတာအဆိုးဆုံးဒီမှာဆိုဒီနှစ်ခုရဲ့ခန်းကြီးပေါ့နော်ကိုကဆက်ရခုဆိုတာဘာလဲအီမီယာဝါခရနိုင်ခန်းကြီးကိုကြည့်ပြီးတော့အီမီယာဝါခရနိုင်ဖြစ်နေတဲ့ချိန်ကြလို့ရှိရင်ကိုကခန်းကြီးကိုစာမွေးမှာအကျန်းဖြင့်ဒီအတိတ်ဘေကိုသိရဖို့လိုတယ်အဲ့ဒီအတိတ်ဘေကိုသိရမှာပဲအောက်မှာရှိတဲ့အဖြေကိုရွေးလို့ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆက်ရခုဆိုရင်သူ့ရဲ့ခန်းကြီးနှလုံးကိုကြည့်လိုက်မယ်ကြည့်လိုက်တဲ့အခါမှာအနောက်ကခန်းကြီးလေးကဝါရုရဲ့ခန်းကြီးပေါ့နော်ဝါရုရဲ့ခန်းကြီးအရှိရခန်းကြီးကကြတော့ဥမာဆိုင်ရှင်တို့ဆိုင်ခိုးတို့အဲ့လိုအချိပန်ရဲ့အတိတ်ပဲပေါ့နော်စုံဆိုတဲ့အတိတ်ပဲအဲ့တော့သူ့ရဲ့အချိပန်ရဲ့အတိတ်ပဲပေါ့အဲ့တော့သူတို့နှစ်ခုပေါင်းလိုက်တဲ့အခါမှာအရှိရအချိပန်စုံဆိုတဲ့အတိတ်ပဲဒီမှာဆိုလို့ရှိရင်ဝါရုရဲ့ခန်းကြီးပါတယ်အဲ့တော့အရှိရခန်းကြီးကိုမသိဘူးဆိုရင်တောင်မှအနောက်မှာပါတယ်ဝါရုရဲ့ခန်းကြီးလေးကိုသိတယ်ဆိုလို့ရှိရင်ဒီဟာကတော့မကောင်းတဲ့အရာတစ်ခုခုဖြစ်တယ်ဆိုပြီးတော့မှအကြံဖြင့်အတိတ်ပဲကိုကောက်ယူလို့ရတယ်အဲ့တော့ကိုကလုံးဝသိထားတယ်ဆိုတော့ဖတ်ရတာမြန်တယ်လုံးဝမသိတဲ့ခန်းကြီးတွေဆိုရင်ဒီအတိတ်ပဲကမသိဘူးဆိုပြီးတော့မှပူထူမသွားဘဲနဲ့ခုနကလို့ဒီခန်းကြီးတွဲလုံးနေထဲမှာဘယ်အလုံးကကိုသိတဲ့စကလုံးဖြစ်မလဲဆိုတဲ့ဟာကိုရှာယူရမယ်ရှာယူပြီးတော့အဲ့ဒီစာကြောင်းနဲ့စင်တူအဲ့ဒီရဲ့အတိတ်ပဲပေါ့နော်အတိတ်ပဲကိုနည်းငယ်ကိုကားပြီးတော့ဒါဖြစ်နိုင်တယ်ဆိုပြီးတော့တွေးရမယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ခေဆာဝဆာယာကိုဒတာအဲ့တော့ဒီနေ့မနေ့ကတော့အဆိုးဆုံးပါပဲတဲ့အဆိုးဆုံးဖြစ်ခက်ခဲတဲ့ဝီတော့ဟာဇုနော目覚ましい時計が鳴らず1時間も寝坊してしまったのだအဲ့တော့かけておいたはずဆိုတာဟာဇုဆိုတာတေချာပေါက်ပေါ့နော်かけておいたဆိုတာတေချာပေါက်စတင်ချထားတယ်နော်目覚まし時計ဆိုတာကြတော့နိုင်နိုးစက်နိုင်ပေါ့နော်အလံပေးတဲ့နိုင်ပေါ့အဲ့တော့တေချာပေါက်သူအလံပေးထားတာတေချာတယ်တုခဲကနာရစုဆိုတာမမြည်ပဲအဲ့မှာဆိုရင်ဇုဆိုတဲ့အတိတ်ပဲကနာရနိုင်ရဲ့အတိတ်ပဲအဲ့တော့ဘုံဘိုးစာကြောင်းပတ်တန်တစ်ခုဖြစ်တယ်နာရစုကလည်းအငင်းပဲနောက်တစ်ခုနာရစုနီဆိုရင်လည်းသူကနိုင်နဲ့အတူတူပဲအဲ့တော့နာရစုဆိုတာမမြည်ပဲနဲ့အချီချီကံမိုနေဘိုစတက်ရှမတာနိုတာအဲ့တော့တနာရီလောက်တောင်မှအိပ်ပျော်သွားလိုက်မိရဲ့တဲ့အစ်စမောက駅までウォーキングのつもりで30分歩いているのだがもうそんな時間はないいつもはပုံမှန်အားဖြင့်ကတော့ဘူရာအထိလမ်းလျှောက်မယ်ဆိုတဲ့ရည်ရွယ်ချက်ဖြင့်ပေါ့နော်30分歩いていたいるのだがဆိုမိနစ်30လောက်လမ်းလျှောက်ပေမဲ့လေもうそんな時間はないအဲ့လောက်ထိအချိန်မရှိတော့ဘူးဒီနေ့သူနေဖို့ဖြစ်သွားတဲ့အတွက်ကြောင့်မလို့အချိန်မရှိတော့ဘူးတဲ့မြင်းများဖတ်ခြင်းကကိုယ့်ရဲ့ Kaiwa skill နဲ့ပြီးတော့ဒီခိုတိုးပါအတုံးအနှုံးတွေကိုပို့ပြီးတော့မှကြွယ်ပါစေတယ်အဲ့တော့စာများဖတ်ခြင်း reading စာအုပ်တွေအများကြီးဖတ်ခြင်း cartoon anime စသဖြင့်ပေါ့နော်ပြီးတော့ story တွေအဲ့လိုမျိုးဟာတွေများဖတ်ခြင်းကကိုယ့်ရဲ့စကားပြောတဲ့ခိုတိုးပါအတုံးအနှုံးတွေနဲ့Kaiwa skill ကိုပို့ပြီးတော့တိုးတက်စေတယ်ပြီးရင် postcard တွေနားထောင်ခြင်းကကိုယ့်ရဲ့ listening skill ကိုပို့ပြီးတော့မှတိုးတက်စေတယ်ပေါ့နော်ဒီမှာဆိုရင်နောက်ကြောင်ဖတ်ကြည့်မယ်ပေါ့နော်バスを使うことにしてバス停になるんだအဲ့တော့ဘတ်ကားဒီနေ့ကတော့လမ်းလျှောက်လို့မရတော့ဘူးဆိုတော့ဘတ်ကားစီးပြီးတော့သွားမယ်ပေါ့ဘတ်ကားကိုအသုံးပြုမယ်လို့သူဆုံးဖြတ်လိုက်တယ်ပေါ့နော် stay ဆိုတာသူကဆုံးဖြတ်လိုက်တာကိုပြောတာအဲ့တော့ဒီနေ့ကဘတ်ကားစီးပြီးတော့သွားမယ်ဆိုပြီးတော့ bus stay ဆိုတာကြတော့ဘတ်ကားမှတ်တိုင်ကိုပြောတာပေါ့နော်နာရန်တာတန်းစီခဲ့တယ်ရှိခရှိဒါပေမဲ့ဒီမှာရှိခရှိပါရင်ရှေ့မှာပြောထားတဲ့သူရဲ့စာကြောင်းရဲ့အငင်းစကလုံးဆန့်ကျင်မဲ့စကလုံးသွားဖြစ်တယ်ခွန်းတော့ဘတ်စကနာခနာခခွန်နိုင်အဲ့တော့ဒီတစ်ခါပေါ့နော်ဘတ်ကားကလည်းတော်တန်ယုံနဲ့မလာဘူးနာခဆိုတော့တော်တန်ယုံဆိုတဲ့အတိတ်ပဲပေါ့နော်တော်တော်နဲ့မလာဘူးဂျီခိုကူဟီယိုနီဝါဂေါဖွန်ခန်ခခုတိုခိုင်တဲ့အာရုနိုနီနန်တိုနီဂျူပုံမမတဆာရဲတက်ရှိမတာအဲ့တော့ဂျီခိုကူဟီယိုဆိုတာအချိန်စရာဘတ်ကားမတ်တိုင်ဒီမှာရေးထားတဲ့အချိန်စရာကိုပြောတာပေါ့နော်အဲ့တော့ဂျီကိုကူဟီယိုမာကဂေါဖွန်ခန်းခါခုဆိုတဲ့အဓိပ္ပာယ်ကအချိန်ကြာခြင်းရဲ့အကွာအဝေးပေါ့အခြားတစ်ခါဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဂေါဖွန်ခန်းခါခုဆိုတာ9မိနစ်ခြားတစ်ခါလို့ရေးထားပေမဲ့လေခိုင်တဲရလို့နိုနီရေးထားပေမဲ့လေနန်တိုနီဂျူပုံမမတဆာရဲတက်ရှိမတာမိနစ်20လောက်တောင်မှသူစောင့်နေရတယ်ပေါ့အဲ့တော့ခုနမမဒေဝ2時間近く遅刻してしまったそうだしまいそうだအဲ့တော့ဒီတိုင်းဆိုရင်တော့တဲ့2နာရီပေါ့နော်2နာရီနီးနီးလောက်2時間近く2နာရီနီးနီးလောက်遅刻してしまいそうだဆိုတာကကြတော့နောက်ကြတော့မယ်တဲ့နောက်ကြတော့မယ်ထင်တယ်ပေါ့နော်တစ်ခုဖတ်ကြည့်မယ်その前上司からအဲ့တော့ဒီလိုမျိုး
စာကြောင်းလေးတွေချွေးရည်လေးတွေပါတယ်ဆိုရင်အောက်မှာသူ့ရဲ့အဓိပ္ပာယ်ကိုအကျမ်းဖြင့်ရေးထားတယ်ပေါ့နော်နားလည်လွယ်အောင်နားလည်တဲ့ခန့်တန်းနာခုတ်တော့ပါနဲ့အဓိပ္ပာယ်ကိုရေးထားတယ်အဲ့တော့စာကြောင်းလေးကိုရင်ဖတ်ကြည့်မယ်အမရဲ့ဂျောရှိခါရာယောယိုမတက်ကိုရိုယောနီတို့言われたばかりなのにちっとも進歩しないဒီမတိုင်ခင်ပေါ့နော်ဒီမတိုင်ခင်ကဒီတလောကပဲဂျောရှိဆိုတာကိုယ့်ရဲ့အထက်လူကြီးကိုပြောတာသူ့ရဲ့အောက်မှာလည်းချူရီအနေနဲ့ရေးထားတယ်ခိုင်ရှာတဲ့ဂျီဘွန်ယောရီမို့ကြီးကဥယေနော်ရှိတော့အဲ့တော့ကုမ္ပဏီမှာကိုယ့်ထက်ယောရီဆိုတာတန်းနဲ့တူတယ်ထက်ကိုယ့်ထက်ကြီးဆိုတာယာတူအဆင့်ကမြင့်နေသူဥယေနော်ဟီတော့ပေါ့နော်ကိုယ့်ရဲ့အထက်လူကြီးကိုပြောတာပေါ့အဲ့တော့အထက်လူကြီးစီကနေပြီးတော့ယောယိုမတက်ခုလူယောနီဆိုတာစောလာဖို့နည်းနည်းပေါ့နော်အချိန်ပိုပြီးတော့ယူပြီးတော့လာဖို့ဆိုတာကုမ္ပဏီကိုပုံမှန်တိုင်းနည်းနည်းစောလာဖို့ပြောတာပေါ့နော်ဂီဒီမဟုတ်ဘဲနဲ့စောလာဖို့ပြောချင်းခံထားရတာပေါ့နော်ဤဝါတဲ့တပခါဒီဆိုတာပြောပြီးခါစဒီတလောကပဲမကြသေးခင်ကပဲအချိန်ပို့ပြီးတော့စောလာဆိုပြီးတော့ပြောခံထားရခါစပဲရှိသေးပေမဲ့လေချစ်တော်မရှင်ပိုးရှိနိုင်ဆိုတာနည်းနည်းလေးမှကိုတိုးတက်မလာအောင်ပေါ့နော်ရှင်ပိုးဆိုတာကြတော့တိုးတက်မလာဘူးတဲ့ခေါ်လာတဲ့တေးတို့ယောစုကမဲနီဥခါဘူးကိုတိုင်ကလို့ဒေါ်လာထွက်နေတဲ့ယောစုဆိုအခြေအနေကမဲနီဥခါဘူးရဲ့အဓိပ္ပာယ်ကိုဒီမှာရေးထားတယ်ပေါ့နော်မဲနီဥခါဘူးဆိုတာဘာလဲဆိုရင်ဆိုတော့ယောစုကခန်းတန်းနီဆိုတဲ့ကီလိုဆိုအဲ့ဒီအခြေအနေကဆိုဆိုပုံရိပ်တင်တာပေါ့နော်အဲ့တော့အလွယ်တကူမြင်ရနိုင်တယ်ပေါ့နော်ဥခါဘူးရဲ့သူ့ရဲ့အဓိပ္ပာယ်ကပေါ်လွင်နေတာဆိုတဲ့အဓိပ္ပာယ်အဲ့တော့ကိုတိုင်ကပေါ့နော်အရန်ဒေါ်လာထွက်နေတဲ့အခြေအနေကမျက်လုံးမှာပေါ်လွင်နေတယ်သူ့မျက်နှာကိုကြည့်လိုက်တာနဲ့အဲ့လိုမျိုးသူ့ရဲ့ရုပ်ကတခုဒေါ်လာထွက်နေတဲ့ပုံစံမျိုးကိုပြောတာပေါ့နော်အဲ့တော့နောက်စာကြောင်းလေးတစ်ပိုက်ကိုဖတ်ကြည့်မယ်အဲ့ကိတဲ့ဒါဂျီနာကိုတိုနိခိကစီတာအဲ့တော့ဘူဒါမှာတဲ့အရေးကြီးတဲ့အရာတစ်ခုခိကစီတာဆိုတာတတိထားမိသွားတယ်ကျော်ဝါနီချီယောဘီတတနိုတာဒီနေ့ကတနင်္ဂနွေနေ့ပဲတဲ့မေဇာမရှိတိုခေကならなかったのにもならなかったのもバスが平日の時刻表通りに来なかったのも今日は日曜日だからだったのだအဲ့တော့ဒီနေ့တဲ့တနင်္ဂနွေနေ့မစားမရှိတော့ခေပေါ့နော်အလံပေးထားတဲ့နာရီကနာရနာခတနိုမိုအတန်မမြည်ခဲ့တာရောဘာစုကဟဲဂျစ်စနိုဂျီကိုကိုရောဒိုရီနီဂျာရဲ့မှာရှိရဲ့အချိန်စီကအတိုင်းခုနခတနိုမိုဆိုတာမလာတာပေါ့နော်9မိနစ်တခါလာတယ်ဆိုရင်အဲ့ဒီ9မိနစ်တခါမလာတာရောပေါ့နော်အဲ့တော့တိုးရီရဲ့အဓိပ္ပာယ်ကတော့အတိုင်းဆိုတဲ့အဓိပ္ပာယ်သူကလည်း grammar ပဲတမ်းမယ် noun no တိုးရီ noun တိုးရီအဲ့တော့ဒီမှာဆိုရင် noun တိုးရီပဲတမ်းနဲ့သုံးထားပါပေါ့နော်အဲ့တော့バスが平日の時刻表通りにバスカがဒီဂျာရဲ့မှာရှိတဲ့အချိန်အတိုင်းမလာတာရောခုနခတ်တာနိုနိမလာတာကရော今日は日曜日だからだったのだအဲ့တော့ဒီနေ့ကတနင်္ဂနွေနေ့ဖြစ်လို့ပါတဲ့よかったはတော့ပါသေးရဲ့怒られないんですもんအဲ့တော့တော့ပါသေးရဲ့တဲ့အဆူမခံရတော့ဘူးပေါ့တော့ပါသေးရဲ့ငါအဆူမခံရတော့ဘူးရှိကရှိဒါပေမဲ့လေခုနကရှိကရှိပေါ့နော်ဒီအစုံခံရတော့ဆိုပြီးတော့သူယောခတာဆိုပြီးတော့သူစိတ်အေးသွားတာပေါ့နော်တော်ပါသေးရဲ့ဆိုပြီးတော့ရှိဒါပေမဲ့လေတဲ့ဇွေးဝန်မူဒါနာရှင်ပါယစတေရှမတာဇွေးဝန်ဆိုတာအလွန်အမင်းမူဒါနာရှင်ပါယဆိုတာကြတော့အတုံးမဝင်တဲ့ရှင်ပါယဆိုတာစိတ်ပူမှုတွေပေါ့နော်မူဒါနာจิကန်ဆိုတာကြတော့အချိန်ဖြုံးတီးတာပေါ့နော်အဲ့တော့ဒီမှာဆိုရင်မူဒါနာရှင်ပါယစတေရှမတာဆိုသူမလို့အပ်ဖဲနဲ့စိတ်ပူလိုက်ရတယ်ပေါ့နော်မလို့အပ်ဖဲနဲ့စိတ်ပူလိုက်ရတယ်私は得をしたような損をしたような複雑な気持ちで家までの方を30分歩いて帰った得をしたようなဆိုတာဒါကြတော့အကောင်းဖြစ်သွားတာလားပေါ့နော်အကျိုးမြတ်တစ်ခုပေါ့နော်得ဆိုတာအကျိုးမြတ်ရတာဒီမှာကတော့ဘယ်လိုပြန်မလဲဆိုလို့ရှိရင်ကောင်းမွန်တဲ့အရာတစ်ခုလားဆုံးလို့したようなဆုံးရှုံးသွားတဲ့အရာတစ်ခုလားမကောင်းတဲ့အရာတစ်ခုလားပေါ့နော်ဒါကကောင်းတာလားမကောင်းတာလားဆိုပြီးတော့ဖုကုဇာဆွနာခိမိုချီဆိုတာကြတော့ဒီရှုပ်ထွေးတာပေါ့နော်ဖုကုဇာဆိုရဲ့အဓိပ္ပာယ်ကရှုပ်ထွေးတယ်ခိမိုချီဆိုတာကိုယ့်ရဲ့ခံစားချက်ရှုပ်ထွေးတဲ့ခံစားချက်တွေနဲ့ဒါပြောမယ်ဆိုလို့ရှိရင် तू ကအစုခံရတော့မယ်ငါနောက်ကျတော့မယ်ဒီမတိုင်ခင်ကပဲနည်းနည်းစောလာဆိုပြီးတော့ဂျောရှိစီကနေလေတတိပေးခံထားရတယ်အဲ့အတွက်ကြောင့်လို့သူအရန်စိတ်ပူသွားရတယ်ပေါ့နော်အဲ့တော့
သူကကြတော့ဒီနေ့တနင်္ဂနွေနေ့ဖြစ်သွားတယ်တနင်္ဂနွေနေ့ဖြစ်သွားတဲ့အတွက်ကြောင့်မလို့ဒီအဆူမခံရတော့ဘူးဆိုတဲ့ခံစားချက်ပြန်ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဒီဟာကအစိုးရကအကောင်ပေါ့နော်အဲ့တော့ကောင်းတာလားဆိုးတာလားမသိစစရှုပ်ထွေးတဲ့စိတ်ခံစားချက်တွေနဲ့အိမ်ကိုမိနစ်30လောက်လမ်းလျှောက်ပြီးတော့မှပြန်ခဲ့တယ်တဲ့အဲ့တော့အောက်မှာရှိတဲ့အဖြေကိုရွေးကြည့်မယ်။မွေးဖြေမယ်ဆိုရင်ဒီလိုမျိုးမြင်းသားထားတဲ့မိကွန်းတွေကဖြေရတာအလွယ်ဆုံးလို့ထင်တယ်ပေါ့နော်။အဲ့တော့မြင်းသားထားတယ်ဆိုရင်ကွာစားပိုက်ကြီးတစ်ပိုက်လုံးကိုမဖတ်နိုင်ဘူးဆိုရင်မြင်းသားထားတယ်ဆိုရင်သူ့ရဲ့အဖြေတွေတော်တော်များများဒီမြင်းသားထားတဲ့အရှိရဲ့အနီးကပ်ဆုံးနေရာမှာသူကအဖြေတွေကပါအလင်းစလိုလုံးစရာမလိုပဲနဲ့လေလောနဲ့အမျိုးမျိုးတော့စိတ်ပူမှုတွေဖြစ်သွားတယ်။ဆုံးစတာယောနာဖကူဇာဆိုတဲ့အဓိပ္ပာယ်ကဆွေးမမူဒါနာရှင်ပိုင်မလိုအပ်တဲ့စိတ်ပူမှုတွေကိုဖြစ်သွားစေခဲ့တယ်ပေါ့နော်။နံပါတ်1ကကြတော့အဖြေကနီးစပ်တယ်။အဲ့တော့နံပါတ်2ကိုဆက်ပြီးတော့ဖတ်ကြည့်မယ်။ဟဲဂျစ်စနာနိုနီချီယောဘီလို့ထင်ပြီးတော့အိပ်ပျော်သွားတယ်။သူတကယ်တမ်းထွက်သွားတဲ့နေရာတနင်္ဂနွေနေ့ဖြစ်တဲ့အတွက်ကြောင့်မလို့နံပါတ်2အဖြေကမှားတယ်ပေါ့နော်။သူဟဲဂျစ်စနာနိုနီဆိုတော့မှားတယ်ပေါ့နော်။ဘိုးဖြစ်သွားတာကတနင်္ဂနွေနေ့မို့လို့သူကနေဘိုးဖြစ်သွားတာဟဲဂျစ်စွမှာအိပ်ပျော်သွားတယ်ဆိုတဲ့စာကြောင်းဒီတစ်ပိုက်လုံးမှာမပေးထားမပြောထားဘူးပေါ့နော်။အဲ့တော့ဆန်းကကြတော့နည်းနည်းစောပြီးတော့ကုမ္ပဏီကိုမရောက်ခဲ့လို့စုခံလိုက်ရတယ်တဲ့အဲ့တော့ဒီမှာသူခုကိုယောနာပါလဲဆိုရင်တနင်္ဂနွေနေ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ယောခတာမစုခံရဘူးပေါ့နော်အဲ့တော့ဘာဖြစ်လို့လဲဆိုတော့သူကရက်မာပြီးတော့ထသွားလိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကုမ္ပဏီကိုမရောက်လို့စုခံရတယ်ဆိုတဲ့အဓိပ္ပာယ်ကတော့မဖြစ်နိုင်ဘူးပေါ့နော်သူကတနင်္ဂနွေနေ့ဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့အစုခံရခြင်းကနေလွတ်မြောက်သွားခဲ့တာပေါ့နော်အဲ့အတွက်ကြောင့်မို့လို့နံပါတ်3ကလည်းမဖြစ်နိုင်ဘူးနံပါတ်4ကအီဇိုအီသာနိုနီဘတ်စုပေါ့နော်မြန်လှုပ်လိုက်ပြီမဲ့လဲဘတ်ကားရောတန်းရှာရောမလာတဲ့အတွက်ကုမ္ပဏီကိုနောက်ကျသွားခဲ့တယ်တဲ့အဲ့တော့ तू ကဒီနေ့ကတနင်္ဂနွေနေ့ဖြစ်တဲ့အတွက်ကုမ္ပဏီကိုသွားเสียရမလို့အဲ့တော့နံပါတ်4ဖြစ်ရလဲမှားတယ်အဲ့တော့သူ့ရဲ့အပြေမှန်ကနံပါတ်1အဲ့တော့များတော့အပြင်ဒီလိုမျိုးမြင်သားထားတဲ့စာကြောင်းတွေမိကုံပု္ပ္ပစာတွေဆိုရင်သူရဲ့မြင်သားထားတဲ့အရှိရစာပိုက်ပေါ့နော်မနီးမဝေးအရှိရသူနဲ့အနီးကပ်ဆုံးစာကြောင်းတွေမှာအများတော့အပြင်အဖြေရှိတတ်တယ်ပေါ့နော်အဲ့တော့ဒီနေ့ကတော့မွန်နိုင်ယွန်းကိုဖတ်ပြတဲ့သူရဲ့အဖြေမှန်နံပါတ်1ပေါ့နော်အဲ့တော့ကိုယ့်ဟာနဲ့ကိုယ်အိမ်မှာအရင်ဆုံးဖတ်ကြည့်မယ်ပေါ့နော်ဒီစာပိုက်လေးကိုကိုယ့်ဟာကိုယ်အရင်ဖတ်ဖြည့်ပြီးတော့မှအခုဖတ်တဲ့အရာကိုနားထောင်တာကပို့ပြီးတော့မှ run shoot ဖြစ်တယ်ပေါ့နော်အဲ့တော့မွန်နိုင်ကိုနောက်နေ့တနေ့မှဆက်ပြီးတော့ဖတ်ပြပေးပါမယ်